မြန်မာအော်ပါဆိုရင်သူရဲ့ဆောင်ပုဒ်ကဘယ်လိုမျိုးလဲဆိုတော့ဒီနံထတိုးခေါင်းဖို့အတွက်မြန်မာအော်ပါကိုတုံကြစုဆွဲတဲ့ဆောင်ပုဒ်ပေါ့နော်သူရဲ့ slogan ကြတော့ဗာလဲဆိုတော့ Rat Who Gives You Win ပေါ့နော် Disneyland ရဲ့ slogan ဖြစ်တယ်ပေါ့နော် The happiest places on earth ပေါ့နော်ကမ္ဘာမြေပေါ်မှာပျော်ရွှင်ရသောနေရာတစ်ခုပေါ့နော် The ultimate traveling ပေါ့နော်နောက်ဆုံးပေါ်ပေါင်းနေခြင်းဆိုပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဆွေးနွေးမှုနဲ့ပတ်သက်ပြီးဒါအချက်9ချက်ကတော့ပြီးသွားပြီပေါ့နော်အဲ့ဒီနောက်မှာဆိုရင်နောက်ထပ်ပြီးတော့ဒါကျွန်တော်တို့သိထားရမယ့်အကြောင်းအရာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ psychology behind slogan ဆိုပြီးတော့ဖြစ်တယ်ပေါ့နော် psychology behind slogan ဆိုတာကဘာကိုပြောချင်တာလဲဆိုတော့သူကဆောင်ပုဒ်တွေရဲ့နောက်ကွယ်မှာရှိတဲ့ psychology တွေကိုလည်းသိမှုကြတယ်ပေါ့နော်ဆောင်ပုဒ်ဆိုတာကဘာကိုပြောချင်တာလဲဆိုတော့ဥပမာမြန်မာအော်ပါဆိုရင်သူရဲ့ဆောင်ပုဒ်ကဘယ်လိုမျိုးလဲဆိုတော့ဒီနံထတိုးခေါင်းဖို့အတွက်မြန်မာအော်ပါကိုတုံကြစုဆွဲတဲ့ဆောင်ပုဒ်ပေါ့နော်အဲ့ဒီလိုဆောင်ပုဒ်မျိုးတွေကိုလည်းဒါ brand ကြီးတွေကသုံးကြတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ဆောင်ပုဒ်တွေကဆိုရင်သူကရိုးရှင်းတယ်ပေါ့နော်ရိုးရှင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဒီအုံနောက်ကိုမမိရလွယ်စေတယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ဘာလဲဆိုတော့သူက emotion တွေကိုအစာပြုတ်ပေးတယ်ကျွန်တော်တို့ကအဲ့ဒီဆောင်းပုတ်ကြပြီးတော့အဲ့ဒီပစ္စည်းကိုဝယ်သုံးမှန်ဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာဟိုမှာအလားပါနဲ့ဆိုရင်ကျွန်တော်တို့ကလုံခြုံရမယ်ဒါမှမဟုတ်ပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာကွာဂုံယူရမယ်ဒါမှမဟုတ်စွန့်စားခြင်းစိတ်တွေဖြစ်လာမှဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့ဒါလူတွေရဲ့စိတ်ထဲမှာဆိုရင်ဒါကိုယ့်ရဲ့ emotion ကိုနှိုးဆွပေးတဲ့ပစ္စည်းတွေဆိုရင်လူတွေကပို့ပြီးတော့ဝယ်ကြတယ်ပေါ့နော်နောက်ပြီးကြတော့ဘာလဲဆိုတော့ brand ကြီးတွေကအဲ့ဒီဆောင်ပုတ်တွေပေါ့နော်အဲ့ဒီ slogan တွေကိုသူကတစ်ခါပဲသုံးတာမဟုတ်ဘဲနဲ့သူအဲ့ဒီဆောင်ပုဒ်တွေကိုတက်ခါသုံးလာတဲ့ခါမှာဆိုရင်အဲ့ဒီ slogan တွေကဒါလူတွေရဲ့မှတ်ဉာဏ်ထဲမှာပို့ပြီးတော့ဆွဲလာတယ်ပေါ့နော်အဲ့ဒီလိုမျိုးဆွဲလာတဲ့ခါမှာဆိုရင်ဘာဖြစ်လာလဲဆိုတော့ပစ္စည်းတူတဲ့ပေါ့ရည်သွေးတူတဲ့ဟာတခုကိုထုတ်ပြီးရောင်းတဲ့ပြိုင်ဘက်တွေပေါ်လာတယ်ဆိုရင်တော့မှလူတွေရဲ့စိတ်ထဲမှာဘယ်လိုဖြစ်လာလဲဆိုတော့လူတွေရဲ့စိတ်ထဲမှာပေါ့နော်ဒါအရင်တော့အရန်ခိုင်းမာတဲ့ brand ကြီးတခုပဲသွားပြီးတော့တက်ခါဝယ်တာတွေဖြစ်လာတယ်ပေါ့နော်အဲ့ဒါမှမဟုတ်ကြောင့် brand ကြီးတွေကသူတို့တွေကဆိုရင်ဒါသူတို့နဲ့သက်ဆိုင်တဲ့ဒါ slogan တွေကိုလည်းသူတို့ရဲ့ marketing တွေမှာဆိုရင်သုံးမှုကြတယ်ပေါ့နော်ကျွန်တော်ကိုစနစ်ပေးမှကြောင်းရမှာဆိုရင်ဘယ်လိုမျိုးလဲဆိုတော့သူကတကယ်လက်တွေ့ပေါ့နော်ပြင်ပမှာဒါ brand တွေကသုံးနေတဲ့စာပုတ်တွေနဲ့ကျွန်တော်ပြပြီးတော့ရှင်းနေပေးမှဖြစ်တယ်ပေါ့နော်ပထမဆုံး slogan ဘာလဲဆိုတော့ Nike ရဲ့ slogan ပေါ့နော်သူရဲ့ slogan ကျတော့ဘာလဲဆိုတော့ just do it ဆိုတာချပလိုက်လုပ်လိုက်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်သူကသိပြီးတော့စဉ်းစားမနေနဲ့ချပြီးတော့လုပ်လိုက်ပေါ့နော်ကိုကဒီ fitness ကိုမြင်တာနဲ့ကျွန်တော်တို့ရဲ့စိတ်ထဲမှာပေါ့နော်ဒီ live fitness ပေါ့နော် live fitness ကိုမြင်တာနဲ့ကျွန်တော်တို့ရဲ့စိတ်ထဲမှာချီတုံချတုံဖြစ်နေတယ်ဆိုရင်ဒါကိုနေနဲ့ဒါ just do it ဆိုတဲ့စကားကိုကြားလိုက်တာနဲ့လူတွေအနေနဲ့ဘာမှမစဉ်းစားတော့ပါနဲ့ဝယ်တယ်ဆိုပြီးတော့ဖြစ်လာမှာပေါ့နော်နောက်ပြီးကြတော့လူတွေရဲ့စိတ်ထဲမှာချပလိုက်လုပ်လိုက်ဆိုတာကကျတော့ဘာပြောချင်တာလဲဆိုတော့ဒါရဲရင်းတဲ့ပုံစံတော့ဒါတစ်စီတယ်ပေါ့နော်အဲ့လိုမျိုးကြောင့်ဒါ Nike fitness ကကျတော့ဒါjust do it ဆိုတဲ့ slogan ကိုသုံးတာဖြစ်တယ်ပေါ့နော်ဒုတိယတစ်ခုကကျတော့ဘာလဲဆိုတော့ Apple ပေါ့နော် Apple ကကျတော့သူရဲ့ slogan ကကျတော့ဘာလဲဆိုတော့ think different ပေါ့နော်သူကကျတော့ဘာပြောချင်တယ်လဲဆိုတော့သူကသူများဒီနဲ့လိုက်ပြီးတူကြီးတာစဉ်းစားမနေနဲ့ကိုယ့်ရဲ့ထပ်ပြီးစဉ်းစားလိုက်ထူးခြားစဉ်းစားလိုက်ဆိုတဲ့ပုံစံမျိုးပြောချင်တာဖြစ်တယ်ပေါ့နော်သူကကျတော့ဘာလဲဆိုတော့သူရဲ့ပုံစံကကျတော့ unique ဖြစ်တယ်ပေါ့နော်သူကဒီ Apple ကိုသုံးတယ်ဆိုရင်တခြားသူတွေနဲ့မတူရဘူးဆိုတဲ့ခံစားချက်ကိုပြချင်တဲ့အတွက်ဒီစကားလုံးကိုသုံးတာဖြစ်တယ်ပေါ့နော်အဲ့ဒါမှမဟုတ်ကျွန်တော်တို့လူတွေကြားမှာဆိုရင် Android phone ကိုကင်တာနဲ့ Apple phone ကင်တဲ့လူဆိုရင်ဒါ Apple phone ကိုကင်တဲ့လူကိုဒါပို့ပြီးလူတွေကအထင်ကြီးကြတယ်ပေါ့နော်မင်း Apple phone တောင်မှကင်နိုင်တယ်ဆိုတဲ့အစဉ်ကိုဖြစ်လာတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဖုန်းကင်နေဆိုရင်တော့လူတွေရဲ့ကြာမှာအယောင်ဒါ unit ဖြစ်လာတယ်ပေါ့နော်အယောင်ကဒါထူးခြားတယ်ထူးခြားတဲ့လူတယောက်ဆိုပြီးလူတွေကသတ်မှတ်ကြတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ Coca-Cola ပေါ့နော် Coca-Cola ရဲ့ဒါ slogan ကျတော့ဗာလဲဆိုတော့ open happiness ပေါ့နော်သူကရရှင်မှုကိုဖွင့်လိုက်စမ်းပါဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒီတော့သူကဘာကြောင့်လုပ်ရလဲဆိုတော့ Coca-Cola ကိုတောက်ပြီးတဲ့ခါမှာဆိုရင်လူတွေကလမ်းဆန့်သွားတယ်ပေါ့နော်နောက်ပြီးကြတော့ဒီ Coca-Cola ကြောညာအများစုကဗာလဲဆိုတော့သူကလူတွေနဲ့ဒါပျော်ရွှင်မှုတို့ကြီးကသူကပေါ်ဆောင်တဲ့အရာတွေဖြစ်တယ်ပေါ့နော်လူတွေအနေနဲ့ဒါပျော်ရွှင်ခြင်းနဲ့အချိန်တွေပေါ့နော်ပါတီပွဲတွေပေါ့နော်ဘာမှမဟုတ်ကိုယ့်ဘာသာကိုအပြည့်မှာဒါပါတီအသေးစားလေးပေါ့နော်ကိုယ့်ရဲ့အသင်္ကြန်ချင်းတွေနဲ့စုပြီးတော့လုပ်တယ်ဆိုရင် Coca-Cola ကပျော်ရွှင်မှုကိုပေးနိုင်တယ်ဆိုတဲ့ချက်ကိုအဓိကပေးစေချင်တာဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးကြောင့် Coca-Cola ကိုကြော်ညာတဲ့ခါမှာဆိုရင် open happiness ဆိုတဲ့စကားလုံးကိုသုံးတာဖြစ်တယ်ပေါ့နော်မင်းတို့ Coca-Cola ကိုတောက်တယ်ဆိုရင်ပျော်ရွှင်မှုကိုရမယ်အဲ့လို Coca-Cola တောက်နေအဲ့ဒီချွေကြီးကုံသွားတယ်ဆိုရင်နောက်ထပ်ပေါ့နော်ပျော်ရွှင်မှုကိုထပ်ပြီးတော့ရချင်တယ်ဆိုရင် Coca-Cola ကိုထပ်ပြီးတော့တောက်ပေါ့နော်အဲ့ဒါမှမင်းပို့ပြီးပျော်ရွှင်ရမယ်ဆိုတဲ့သူကခန်းစားချက်ကိုလည်းတွေ့ချင်တဲ့အတွက်ကြောင့်ဒီ slogan ကိုသုံးရခြင်းဖြစ်တယ်ပေါ့နော်နောက် slogan တစ်ခုကကျတော့ဘာလဲဆိုတော့ KFC ရဲ့ဒါ slogan ဖြစ်တယ်ပေါ့နော်သူရဲ့ slogan ကျတော့ဘာလဲဆိုတော့သူကစားစရာဆိုတော့ finger licking ကိုပေါ့နော်သူကဒီလက်ချောင်းတွေကိုရှာနဲ့ထောင်ပြီးရလောက်အောင်အောင်းနေဆိုတဲ့အရာဖြစ်တယ်ပေါ့နော်အဲ့တော့မင်းအနေနဲ့ရန်ဟိုကောင်းနေစားချင်တယ်ဆိုရင် KFC ကိုဝယ်ပြီးတော့စားပါနော်ဘာလို့လဲဆိုတော့ KFC ရတာကတကယ်လို့ပေါ့နော်အဲ့ဒီအစားအစာအကုန်သွားပြီဆိုရင်တော့မှမင်းလက်ချောင်းတွေကိုရှာနဲ့ထောင်ပြီးရရတယ်ဆိုတဲ့အစစ်တီကိုဒါရောက်သွားစေမှာပေါ့နော်အဲ့ဒီအခြေအနေတီကိုပေါ့နော်ကိုယ့်ရဲ့ခစားချက်တွေကဖြစ်လာစေမှာဆိုတဲ့ဟဲ့ကိုဒါအဓိကဖြစ်စေချင်တဲ့အတွက်ကြောင့်ပေါ့နော်သူ့အနေနဲ့ဒီ slogan ဖြစ်တဲ့ finger licking code ဆိုတဲ့ slogan ကိုသုံးရခြင်းဖြစ်တယ်ပေါ့နော်
နောက်ထပ် slogan တစ်ခုကကျတော့ဘာလဲဆိုတော့ Red Bull ပေါ့နော် Red Bull ရဲ့ဒါချိုရည်ရဲ့ slogan ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာကျတော့သူရဲ့ slogan ကျတော့ဘာလဲဆိုတော့ Red Bull gives you win ပေါ့နော် Red Bull ကမင်းကိုဒါတောင်းပန်နေပြီးမှဆိုပြီးဖြစ်တယ်ပေါ့နော်လူတွေမှာဒါတောင်းပန်ပေးတယ်ဆိုတော့ထုံးစံမရှိဘူးပေါ့နော်ဒါကကျတော့တင်စားပြောတာဖြစ်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့လူတွေကဒီချိုရည်တောက်ပြီးတဲ့ခါမှာဆိုရင်မင်းအနေနဲ့ဒါ energy တွေရမှ power တွေရလာမှာပေါ့နော်ကြားလိုက်တဲ့ခါမှာဆိုရင်မင်းအနေနဲ့စွန့်စားခြင်းစိတ်တွေဖြစ်လာမှာဆိုတဲ့စိတ်ကိုအဓိကပေးတယ်ပေါ့နော်အဲ့တော့လူတွေအနေနဲ့ပေါ့နော်ကို့မှာတောင်းပန်နေပါလာမှဆိုရင်ဘယ်နေရာကိုပြန်တမ်းပလိုက်မှသွားပလိုက်မှလာပလိုက်မှဆိုတဲ့စွန့်စားခြင်းတဲ့စိတ်ကိုတော့နှိုးဆက်ပေးတဲ့ slogan တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးကြောင့် Red Bull ကဆိုရင်ဒါသူရဲ့ slogan ကဒါအရန်ကိုကောင်းတဲ့ကြတာ slogan တစ်ခုဖြစ်တယ်ပေါ့နော်နောက်ပြီးကျတော့ဒီ Red Bull ကြောင့်ညာအများဆိုတော့ကောင်းကင်မော်နေတာအတိုင်မီထိုးစင်တာတွေပေါ့နော်အဲ့လေအနေနဲ့တိုင်ပင်ထိုးစင်တာတွေတော့မဟုတ်တိုင်ကားတွေမောင်းတဲ့အရာမျိုးတွေပေါ့နော်အဲ့လိုမျိုးຢာတွေကိုသုံးပြတာကြောင့်ညာတာဖြစ်တယ်ပေါ့နော်နောက်ထပ် slogan တစ်ခုကကျတော့ဘာလဲဆိုတော့သူ Disneyland ရဲ့ slogan ဖြစ်တယ်ပေါ့နော်အဲ့ဒီကကျတော့ဘာလဲဆိုတော့ the happiest places on earth ပေါ့နော်ကမ္ဘာမြေပေါ်မှာပျော်ရွှင်ဆုံးနေရာတစ်ခုပေါ့နော်အဲ့တော့ Disneyland ရဲ့ပုံစံကကျတော့ဘာလဲဆိုတော့ကလေးဘောက်တာမှတ်မိစေမဲ့ပုံစံမျိုးတွေနောက်ပြီးကျတော့သူကာတွန်း character တွေပေါ့နော်အဲ့တို့ဒါငယ်တော့ကြည့်မှုမှစကားတွေရှိတယ်Mickey Mouse ကိုအဲ့လိုမျိုးကာတွန်းစကားတွေသူအဓိကထားတယ်ပေါ့နော်အဲ့ဒီမှာသူပြထားတယ်အဲ့ဒီကိုလာတဲ့ခါမှာဆိုရင်မင်းတို့ရဲ့ကလေးပေါ်မှတ်မိသွားစီပြီးတော့ပို့ပြီးတော့ပျော်ရွှင်ရမှဆိုတဲ့ခါချက်ကိုဒီကိပေးချင်တာဖြစ်တယ်ပေါ့နော်လူတိုင်းမှာဆိုရင်ဒါကိုယ့်ရဲ့ကလေးပေါ်ပြန်ပြီးတွေးတဲ့ခါမှာဆိုရင်အမြဲတမ်းဒါပျော်ရွှင်ရတဲ့ခါချက်ကရှိတယ်ပေါ့နော်အဲ့တော့ဒီ Disney လမ်းမှာဆိုရင်လည်းအဲ့လိုမျိုးကာတွန်း character တွေပေါ့နော်ဒီချမ်းဟုပေါ့နော်ကလေးဘွားမှာဖြစ်ခဲ့တဲ့အရာတွေအလုံးတော့မှတ်မိစေမဲ့အရာတွေကိုသူထည့်သွင်းတိစောက်ထားတဲ့အတွက်ကြောင့်ပေါ့နော် the happiest places on earth ဆိုတဲ့စကားလုံးသူတို့အနေနဲ့ဒါသုံးထားတာဖြစ်တယ်ပေါ့နော်တကယ်လို့ကိုယ်အနေနဲ့ပေါ့နော်အဲ့ဒီနေရာကိုသွားမှဆိုရင်လည်းဒါတကယ်ပျော်ရွှင်မှုစစ်ကိုပေါ့နော်ကလေးဘွားရဲ့ဒါပျော်ရွှင်မှုကိုပြန်ပြီးခဏရစီမှန်းဆိုတဲ့ဒါအချက်ကိုဒီကထားတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်နောက်ထပ်တစ်ခုကကျတော့ဘာလဲဆိုတော့ဒီကကျတော့ကားပေါ့နော်အဲ့ဒါကဘာကားလဲဆိုတော့ BMW ပေါ့နော်ဒီကားကိုတော့လူတွေအများစုသိမှာပေါ့နော်နောက်ပြီးတော့ဒီရဲ့ဆောင်မှုကကျတော့ဘယ်လိုမျိုးလဲဆိုတော့ the ultimate driving ပေါ့နော်နောက်ဆုံးပေါ်မောင်းနေခြင်းဆိုပြီးတော့ဖြစ်တယ်ပေါ့နော်နောက်ဆုံးပေါ်မောင်းနေခြင်းဆိုတဲ့စကားလုံးမှာဆိုရင်ကဘာလဲဆိုတော့နောက်ဆုံးပေါ်ပေါ့နော်နောက်ဆုံးပေါ်ဆိုတဲ့စကားကဒီ BMW ကားတွေမှာဆိုရင်ဒါနောက်ဆုံးပေါ်ကားလက်ညှိုးတိတ်ပေါ်တော့ပြတော့တက်ရောက်တယ်ပေါ့နော်အဲ့တော့ဒီကားတွေကိုကဝဲပြီးတော့မောင်းနေဆိုရင်ကဒီ K ရဲ့ပေါ့နော်ကိုလက်ရှိတွေ့နေရတဲ့ K ရဲ့ဒါနောက်ဆုံးပေါ်ကားတွေဟောမောင်းနေရတာဖြစ်တယ်ဆိုပြီးဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဗာလဲဆိုတော့လူတွေအနေနဲ့ပေါ့နော်ဒါနောက်ဆုံးပေါ်ကားတွေဆိုတော့တာမန်လူတွေမဝဲနိုင်ဘူးဘာလို့လဲဆိုတော့နောက်ဆုံးမှာပေါ့နော်အစောဆုံးပေါ်တဲ့ဒါနောက်ဆုံးပေါ်ကားတွေကဆိုရင်ဒါဘာလို့လဲဆိုတော့အရန်အောင်ဈေးကြီးတယ်ဈေးကြီးတဲ့ခါမှာဆိုရင်လူတွေအနေနဲ့အဲ့ဒီပစ္စည်းတွေကိုဒါဝယ်ပြီးသုံးနိုင်တဲ့သူတွေအဲ့လိုမျိုးပေါ့နော်ဒါ special ဖြစ်တဲ့ပစ္စည်းတွေကိုဝယ်သုံးတဲ့လူတွေဆိုရင်လူတွေရဲ့စိတ်ထဲမှာဘယ်လိုမြင်လဲဆိုတော့ဒီကောင်တော့အရန်ကိုချမ်းသာနေရပဲကြွယ်ဝနေရပဲတော်နေရပဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးစိတ်ထဲပေါ့နော်အဲ့လိုမျိုးစိတ်တွေလူတွေရဲ့အမြင်ထဲမှာတခါတည်းသွားပြီးတော့မြင်တယ်ပေါ့နော်မြင်တဲ့ခါမှာဆိုရင်လူတွေအနေနဲ့သူတို့ကဒီနောက်ဆုံးပေါ်ပစ္စည်းတွေကိုဝယ်ပြီးတော့သုံးနေကြတယ်ပေါ့နော်ဒါပေမဲ့လူတိုင်းကအဲ့လိုပစ္စည်းမျိုးတွေမဝယ်နိုင်ပဲနဲ့တကယ်ကိုအဲ့လိုမျိုးချမ်းသာတဲ့သူတွေဒါမှမဟုတ်ပေါ့နော်အရင်တော်နေတဲ့သူတွေပဲဒီပစ္စည်းမျိုးတွေသုံးနိုင်တယ်ဆိုတဲ့စကားလုံးပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားတဲ့ခါမှာဆိုရင်အဲ့တော့ဒီကားကိုဝယ်နိုင်တဲ့သူတွေဘယ်လိုမျိုးဖြစ်လာလဲဆိုတော့သူတို့တွေကဒါဒီကားကိုဝယ်တဲ့ခါမှာဆိုရင် quality ရှိတဲ့ခါကိုစီးရတယ်နောက်ပြီးတော့ကိုယ်ဝန်ကျစာစီးရတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်ဒါ BMW ရဲ့သူ့ရဲ့ slogan ကြတော့ the ultimate driving နောက်ဆုံးပေါ်မောင်းနေခြင်းဆိုတဲ့စကားလုံးသုံးထားတာဖြစ်တယ်ပေါ့နော်နောက် slogan တစ်ခုကျတော့ဘာလဲဆိုတော့ Pepsi ရဲ့ slogan ပေါ့နော် Pepsi ရဲ့ slogan ကြတော့ဘယ်လိုမျိုးလဲဆိုတော့ the choice of new generation မျိုးဆက်တည်းရဲ့ရွေးချယ်မှုဆိုပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီစကားလုံးကျွန်တော်တို့စဉ်းစားကြည့်မှဆိုရင် the choice of new generation မှာဆိုရင်မျိုးဆက်တည်းပေါ့နော်မျိုးဆက်တည်းရဲ့ရွေးချယ်မှုပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့မျိုးဆက်တည်းဆိုတဲ့စကားလုံးကြည့်မယ်အဲ့တော့လူတွေအနေနဲ့သူတို့ဟိုဒါမင်းကဟောင်းနေပါပြီမင်းအိုးနေပါပြီလို့ပြောရင်လူတိုင်းမကြိုက်ဘူးအဲ့တော့မင်းကမျိုးဆက်တည်းလေးပါမျိုးဆက်တည်းလေးပါလို့ပြောလိုက်တဲ့ခါမှာဆိုရင်လူတွေရဲ့စိတ်ထဲမှာဆိုရင်ဘယ်လိုမျိုးဖြစ်လာလဲဆိုတော့ဟိုကိုယ်အနေနဲ့ပေါ့နော်အသက်ကြီးတာပဲအသက်ကြီးတယ်ဆိုရင်တော့ကိုယ်ဒါမျိုးဆက်တည်းဆိုပြီးပြောတယ်ဆိုရင်အဲ့လိုပေါ့နော်မိုးပြတာတက်ကြွလာတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကိုယ်အနေနဲ့ဒါငယ်ရွယ်ခြင်းနေဆိုရင်ဒီ Pepsi ချိုရီကိုတော့ပေါ့နော်ဘာလို့လဲဆိုတော့ Pepsi ချိုရီကသူက slogan ကကျတော့ and the choice of new generation ပေါ့နော်မျိုးဆက်တည်းရဲ့နောက်မျိုးဆက်တည်းရဲ့ရွေးချယ်မှုဆိုတဲ့ဟာကိုဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်တကယ်လို့မင်းကမျိုးဆက်တည်းဖြစ်တဲ့လူငယ်ဖြစ်တဲ့ဆိုရင်ဒီချိုရီကိုတော့မဟုတ်ဘူးဆိုရင်မတောင်းနဲ့ဆိုတဲ့ထိပ်ကိုသွားပြီးတော့တက်ရောက်တဲ့အတွက်ကြောင့်ပေါ့နော်လူတွေရဲ့စိတ်ထဲမှာမြင်တဲ့အတွက်ကြောင့်လူတွေအနေနဲ့ပေါ့နော်ဒီချိုရီနဲ့ပတ်သက်ပြီးတော့သူတို့တွေတောက်ကြတာဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးကြောင့် Pepsi ကုမ္ပဏီကလည်းဒီ slogan ကိုသုံးတာဖြစ်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကကျတော့ဗာလဲဆိုတော့ငွေကြေးဘက်ကဖြစ်တယ်ပေါ့နော်အဲ့ဒါကဗာလဲဆိုတော့ Master Card ဖြစ်တယ်ပေါ့နော် Master Card ကသူ့ရဲ့ slogan ကကျတော့ဘယ်လိုမျိုးလဲဆိုတော့ဒါနည်းနည်းရှည်တယ်ပေါ့နော်ရှည်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့အဲ့ဒီစာတွေကိုဒါကြည့်ပြီးတော့ဖတ်ပြပေးမယ်ပေါ့နော်အဲ့တော့ Master Card ရဲ့ slogan ကကျတော့ there are some things money can't buy ငွေနဲ့ဝယ်လို့မရတဲ့အရာတွေလောကမှာ
ရှိပါတယ်တဲ့ for everything else တဲ့အဲ့ဒီအရာတွေကအားလုံးနော်အဲ့ဒီအရာတွေအားလုံးဆိုတာကဒီငွေကြေးနဲ့ပတ်သက်ပြီးဝယ်လို့မရတဲ့အရာတွေကလွဲပြီးတော့တခြားအရာတွေအားလုံးကိုတဲ့ there's master card တဲ့အဲ့ဒီအရာတွေအတွက်တော့တဲ့ဒါ master card ရှိပါတယ်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကလောကမှာဒါငွေနဲ့ဝယ်လို့မရတဲ့အရာတွေရှိရပေါ့နော်အဲ့ဒါတွေကဘာလဲဆိုတော့ဥပမာချစ်ချင်းမြတ်တာယူကရုဏာယူစာနာစိတ်ယူပေါ့နော်ဒါတွေအားလုံးကိုငွေကြေးနဲ့ဝယ်လို့မရအောင်အဲ့ဒီအရာတွေကလွယ်လို့ပေါ့နော်ဂျန်နဲ့ဒီငွေနဲ့ရှင်းရမယ့်အရာတွေအားလုံးအတွက်ဆိုရင်တဲ့ဂျန်နက်ကက်တွေကိုပတ်မသုံးပဲနဲ့master card ကိုပဲဝယ်ပြီးတော့သုံးလို့ရတယ်ဆိုပြီးတော့ပြောကြားထားတယ်ပေါ့နော်အဲ့ဒီတော့ဘာလို့လဲဆိုတော့ master card နဲ့အပြိုင်တာရှင်းပြိုင်နေရတဲ့ star card တွေလည်းရှိရပေါ့နော်ဥပမာဒါ visa debit card ရ visa credit card ရ visa visa visual card ဆိုပြီးတော့အဲ့လိုမျိုး card တွေဒါအများကြီးရှိတဲ့နေရာမှာဒါ master card ကိုဒါသုံးရဖို့အတွက်ပေါ့နော်ဘာလို့လဲဆိုတော့ master card နဲ့ဆိုရင်ငွေနဲ့ပတ်သက်တဲ့အရာအလုံးကိုရှင်းနိုင်တယ်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်သူကဒီ slogan ကိုပေါ့နော်ဒီ sound ပုတ်ကိုသူကသုံးရခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီ slogan နဲ့ပတ်သက်ပြီးကြောင်းပြောတော့ကျွန်တော်ရဲ့ဒီကိုယ်ပိုင် slogan တစ်ခုလည်းကျွန်တော်ထုတ်ချင်လာတယ်ပေါ့နော်အဲ့ဒါကကျတော့ဗာလဲဆိုတော့ဘူဒ္ဓရာတွေရဖို့အတွက် KZMin Blog Channel ကို subscribe follow လုပ်ကြဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒါကတော့နည်းနည်းတော့ရည်စရာတော့ကောင်းတယ်ပေါ့နော်